မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်လေးရဲ့နာမည်ကတော့တိတ်တိတ်နဲ့ကြက်ကလေးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်နားထောင်ဖို့စဉ်းသင့်ဖြစ်ပြီလားကဲဒါဆိုရင်ပုံပြင်လေးစလိုက်ကြရအောင်တခါတော့ကတိတ်တိတ်တို့မိသားစုဟာကြက်တွေကိုအလွန်ချစ်ပြီးမွေးထားကြတယ်တိတ်တိတ်ဟာကြက်တွေကိုအလွန်ချစ်တာကြောင့်နေ့တိုင်းအစာကျွေးတယ်ညတိုင်းလည်းကြက်တွေစုံမစုံစစ်ဆေးတယ်ဒီနေ့မှာတိတ်တိတ်ဟာကြက်တွေကိုအစာကျွေးနေတော့ကျမကြီးကကြက်ကလေးတွေကိုကတိုးကတိုးလို့ခေါ်ပြီးကြက်ကလေးတွေအလွယ်တကူစားနိုင်ဖို့အတွက်အစာတွေခြေပေးနေတာကိုငေးကြည့်နေမိတယ်အဲ့ဒီအချိန်မှာတိတ်တိတ်ဟာသူငယ်စဉ်ကသူ့အမေသူ့ကိုအစာတွေခွန့်ကျွေးခဲ့တာကိုသတိရပြီးသူ့အမေရဲ့ချစ်ချင်းကိုပိုမိုနားလည်လာတော့တယ်နောက်တနေ့ကြက်တွေကိုအစာပြန်ကျွေးတဲ့အချိန်မှာကျမကြီးကကြက်ကလေးတွေကိုကတိုးကတိုးလို့ပြန်ခေါ်ပြန်နေဒါပေမဲ့ကြက်ကလေးတစ်ကောင်ဟာကျမကြီးရဲ့ခေါ်သံကိုကြားပေမဲ့မိခင်ထံကိုမလာပဲအပြင်ကိုထွက်သွားတယ်အဲ့ဒီအချိန်မှာကြက်ကလေးရဲ့အော်သံကြားလို့တိတ်တိတ်ပြေးလိုက်ကြည့်တော့စွန်တကောင်ဟာတကောင်လေးထွက်ပြေးနေတဲ့ကြက်ကလေးကိုလိုက်ပြီးဖမ်းနေတာကိုတွေ့လိုက်တယ်တိတ်တိတ်လည်းအတန်ကိုအော်ဟစ်ပြီးမောင်းထုတ်လိုက်တာစွန်လဲကြောက်ပြီးတော့ပြေးသွားတယ်ပြီးတော့ကြက်ကလေးကိုတိတ်တိတ်ဟာပြန်ကယ်တင်နိုင်ခဲ့တယ်အဲ့ဒီအခါတိတ်တိတ်ရဲ့ခေါင်းထဲမှာနောက်ထပ်တွေးတစ်ခုပြန်ဝင်လာတယ်မိဘစကားကိုနားမထောင်ရင်မကောင်းဘူးဆိုတာသိလာခဲ့တယ်အဲ့ဒီနေ့ကစပြီးမိဘစကားကိုအမြဲနားထောင်ပါမယ်လို့ဆုံးဖြတ်လိုက်တော့တယ်ကဲပုံပြင်လေးကိုနားထောင်တဲ့ကလေးလေးတို့ရေကလေးလေးတို့လည်းမိဘစကားကိုနားထောင်ရမယ်နော်ပုံပြင်လေးကတော့ဒါပါပဲကောင်းသောနေ့လေးဖြစ်ပါစေနော်